ကျွန်တော်တို့ဒီနေ့တော့တတိယကမ္ဘာစစ်နဲ့ပတ်သက်ပြီးတော့ကမ္ဘာကျော်သိပ္ပံပညာရှင် Albert Einstein ပြောခဲ့တဲ့စကားသုံးခုကိုကျွန်တော်ပြန်လည်တင်ဆက်ပေးခြင်းပါတယ်။နံပါတ်1အနေနဲ့ကတော့အတန်ကြီးအန္တရာယ်အကြောင်းပဲဖြစ်ပါတယ်။1945ခုနှစ်တုန်းကအားလုံးသိကြမှာပဲဂျပန်နိုင်ငံဟီရိုရှီးမားမှာနျူကလ িয়ার ဘုံပေါက်ကွဲပြီးတဲ့နောက်ကမ္ဘာကြီးကတခါမှမကြုံဘူးတဲ့အမှောင်ထုတွေကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းက Albert Einstein ကဒီလိုပဲသတိပေးခဲ့ပါတယ်။အတန်ကိုခွဲထုတ်လိုက်ခြင်းကအရာအလုံးကိုပြောင်းလဲပစ်လိုက်တယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့အတွေးခေါ်ပုံစံတွေကတော့မပြောင်းလဲလာခဲ့ဘူးတဲ့။ဒါကြောင့်ပဲကျွန်တော်တို့ဟာမကြုံစဘူးတဲ့ကတ်ဆိုးကြီးကိုတဖြည်းဖြည်းချင်းကပ်နေကြတာပဲဖြစ်ပါတယ်ပေါ့နော်။နောက်တဲ့နံပါတ်2အနေနဲ့စကားကတော့တတိယကမ္ဘာစစ်နဲ့ကြောက်ခဲ့ဆိုတဲ့စကားပဲဖြစ်ပါတယ်။တတိယကမ္ဘာစစ်ဖြစ်လာရင်လည်းဘာတွေဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ Einstein ကအကြောကြားဆုံးစကားတစ်ခုကိုပြောခဲ့ဘူးပါတယ်။တတိယကမ္ဘာစစ်မှာဘယ်လိုလက်နက်တွေနဲ့တိုက်ကြမလဲဆိုတာကျွန်တော်မသိပါဘူးတဲ့။ဒါပေမဲ့စတုတ္ထကမ္ဘာစစ်မှာတော့လူတွေဟာခဲတွေတုပ်တွေကိုသုံးပြီးတော့တိုက်ကြလိမ့်မယ်လို့သူကပြောခဲ့ဘူးပါတယ်။ဆိုလိုတာကတတိယကမ္ဘာစစ်ဟာလူသားမျိုးနွယ်ရဲ့ယဉ်ကျေးမှုအားလုံးကိုဖျက်ဆီးပစ်လိုက်မယ်ဆိုတဲ့သဘောပါပဲ။နံပါတ်3အနေနဲ့စကားကတော့ငြိမ်းချမ်းရေးအတွက်တစ်ခုတည်းသောနည်းလမ်းပဲဖြစ်ပါတယ်။စစ်ပွဲကိုတားဆီးဖို့ Einstein ကပေးခဲ့တဲ့နောက်ဆုံးအကြံပြုချက်ကတော့ရှင်းပါတယ်။ငြိမ်းချမ်းရေးကိုအင်အားနဲ့ထိမ့်သိမ်းလို့မရနိုင်ဘူးတဲ့။ငြိမ်းချမ်းရေးကိုနားလည်မှုနဲ့သာရယူနိုင်ပါတယ်တဲ့ပေါ့နော်။အင်အားပြိုင်တာတွေထက်တဦးကိုတဦးနားလည်ဖို့ကြိုးစားတာကကမ္ဘာကြီးကိုကယ်တင်နိုင်မှာဖြစ်ပါတယ်ပေါ့နော်။ဒါကတော့ Albert Einstein ပြောခဲ့တဲ့စကားတွေပဲဖြစ်ပါတယ်ပေါ့နော်။ Albert Einstein ပြောခဲ့တဲ့စကားတွေနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံရဲ့အခြေအနေကိုကျွန်တော်ရဲ့အမြင်လေးနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဂေါတမမြတ်စွာဘုရားဟောခဲ့သလိုပဲပေါ့နော်။အေးချမ်းမှုကိုလိုချင်ရင်မေတ္တာပဲပေးရမယ်ပေါ့နော်။အမုန်းတွေအာဃာတတွေပေးနေရင်တော့ကျွန်တော်တို့ပူလောင်မှုတွေကိုပဲရနေအောင်မှာပဲဖြစ်ပါတယ်။လူချင်းမင်းတို့အနေနဲ့ကရောဘယ်လိုမြင်လဲကိုယ့်အမြင်လေးတွေကို comment မှာရေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ